သုဒ္ဓနဲ့ပညာကိုလည်းပဲကွဲပြဲနားလဲဖို့လိုတယ်ပညာဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတာပညာမလှုပ်တဲ့နာကိုရှောင်ရမယ်ဆိုတာသိတာပညာလှုပ်တဲ့နာမှလှုပ်ရမယ်လို့သိတာပညာနော်ဒီကနေ့ခေတ်မှာကျောင်းတွေဖွင့်လို့တက္ကသိုလ်တွေကောလိပ်တွေမှာပညာသင်တယ်လို့ပြောတာအပြောအနေနဲ့ပညာသင်တယ်လို့ပြောတာတကယ်သင်ပေးတာက subject matter လို့ခေါ်တယ်သုတပဲသင်ပေးတာပညာမဟုတ်ဘူးအဲ့ဒါနော်သို့တော့ပြောရတာတော့ပညာသင်တယ်လို့ပဲပြောကြတယ်ဘာကြောင့်အဲ့လိုတွဲဖက်ပြောတာတော့ဆိုသုတရှိမှပညာရမှာမို့သုတကိုသင်ယူကြတာသာဖြစ်တယ်သုတဆိုတာအကြောင်းအရာကြောင့်ဘုနာဝဖြစ်အောင်စီးပွားပဲလို့လုံးရတယ်အယောင်းဝယ်ပဲလို့လုံးရတယ်ဆိုတဲ့ economy တို့နော် economic business ပညာတို့အသက်မွေးဝမ်းကြောင်းပညာတွေသင်နေဆိုတာစီးပွားဥစ္စာရှက်တတ်ဖို့အတွက်ပညာသင်ရတယ်အဲ့ဒီသင်တဲ့ပညာတွေဟာပညာလားလို့ဆိုမဟုတ်သုတပဲရှိအဲ့ဒီသုတကိုမှတ်သားပြီးတော့ကိုယ်တွေ့လက်တွေ့လှုပ်ပြီးအတွေ့အကြုံတွေရင့်ကျက်ပြီးသိလာပြီး experience တွေဖြစ်လာပြီးဆိုတဲ့အခါကျမှပညာဆိုတာဖြစ်